မနေ့ကထိုင်းစာစားကျင်လာတာနဲ့ My Kitchen Cafe by QQ ဆိုင်ရနေပြီးတော့ online မှာစားခဲ့တယ်။အရန်ကောင်းလို့နောက်တစ်ခါထပ်စားကျင်လာတယ်။အခုတော့ဆိုင်လိပ်စာရှာပြီးကိုယ်တိုင်ရောက်လာပါပြီ။ဒီ My Kitchen ဆိုင်မှာထိုင်းဆက်လက် logo လေးကိုတွေ့လို့လေးလာကြည့်လိုက်တော့ဒီဆိုင်မှာထိုင်းစာစစ်စစ်ရတယ်တဲ့။ဒီ logo လေးမြင်စိတ်ချလိုက်တော့ထိုင်းနိုင်ငံမှာရတဲ့အရသာအတိုင်းကိုစားရမှာ။မင်္ဂလာပါမဟုတ်ဒီကပါရှင်ဟုတ်ကဲ့ဆိုင်ရှင်ကအရန်ကျင်လာပြီးကူညီပေးတယ်ပြီးတော့ဆိုင်ရဲ့အကောင်းဆုံးဟင်းတွေကိုလည်းညွှန်းပေးတယ်ဒီမှာကထိုင်းစာစစ်စစ်ကိုပဲချက်ပြုတ်ရောင်းချပေးပါတယ်ထိုင်းဆက်လက်ဆိုတာနေရာမှာချိတ်ထားတဲ့လက်မှတ်တစ်ခုထပ်ပို့ပါတယ်ထိုင်းဟင်းချက်နည်းတွေနဲ့ပြင်ဆင်ထားတဲ့အပြင်တန်ရှင်းမှုနဲ့လက်ဆက်မှုတွေကိုအမြင့်ဆုံးစံနှုန်းနဲ့ထိန်းသိမ်းထားပါတယ်ရှင်အရေးတွေးမြင့်ထိုင်းစားစာကိုပဲ customer များကိုဝန်ဆောင်မှုပေးပါတယ်ရှင်အရေးသွေးဆန်နှုံးတွေကိုတင်းတင်းကြပ်ကြပ်လိုက်နာတယ်။အရာအလုံးကစနစ်တကျရှိပြီးတန်ရှင်းတယ်။ Thai salad logo ကဒီဆန်နှုံးတွေကိုအမှတ်ခံပါတယ်။ Thai စားစာကတဘွားအလျောက်ကျန်းမာရေးနဲ့ညီညွတ်ပြီးအာဟာရလည်းပြည့်ဝတယ်။လက်ဆက်တဲ့ပါဝင်ပစ္စည်းတွေကိုအသုံးပြုပြီးရာအလုံးကိုတန်ရှင်းသက်ရစွာထားရှိတာက My Kitchen ရဲ့ထူးခြားချက်ပါ။လိုက်တာဒါငရမ်းစားအောင်ကဲဒါတော့ဘန်ကောက်သွားရင်အများနဲ့စားမဖြစ်နာမည်ရန်ကြီးရဲ့ပုံလို့တော့ပေါ့နော်ဒါကြတော့ mushroom mochi ဆော့ထိုင်းမုန်ဟင်ခါပေါ့နော်ကြက်သားဖက်လေးနဲ့ငဖယ်လုံးလေးနဲ့ကြက်ချောက်နဲ့ချက်တာဆိုဒါလည်းအနံ့မွေးနေရပဲစားမယ်နော်ရဆောင်နေနဲ့ဒီငရက်စားအောင်ကြည့်ကြည့်လိုက်ပါမယ် skin ကိုသူကဒီလိုမျိုးကင်မျိုးသူတို့ပြန်ခွာချထားရပေါ့နော်ဒါ Thai seafood sauce ပေါ့ Thai seafood တွေဘယ်ဟာပဲစားဒီ sauce နဲ့ပဲစားတယ်အခု you know both noodle လေးကိုညှိကြည့်ပါမယ်ထိုင်းမှာဆိုရင်တော့ဒီဟာအရင်ကနာမည်ကြီးရဲ့ထိုင်းလူမျိုးတွေကြိုက်ကြတဲ့စားစာပေါ့နော်။ဒီကဝတ်သွေးနဲ့လောက်ထားဒီမှာဆိုရင်ဝက်ရဲ့ကလီစာကြီးအများကြီးပါတယ်။ဒီမှာချင်းတိုင်တွေလည်းပါတယ်။ပြီးတော့ဒီဟင်းရလည်းအရင်ကနာမည်ကြီးရဲ့ပေါ့။ဆိုတော့ဒါလေးကိုကြည့်ပါမယ်။ချစ်ချင်းဆက်ဆက်နဲ့အဲ့လိုနေမကောင်းထိုင်းထိုင်းမှန်မှန်လေးဖြစ်နေတဲ့အချိန်ဆိုလို့ရှိရင်အဲ့တော့လည်းပွင့်ထွက်သွားခလုံးကျစားလို့ရှိရင်ဒီဟာတွေအဲ့လိုမျိုးအစုံထည့်စားရတာကြိုက်တယ်ကောက်ညင်ကင်ပေါ့ဒါအုံးတီးရယ်ဒါပဲဒါလေးကတော့အလေးရဟာလေးကတော့ပဲနီဒီဘက်ကဟာတော့ပဲမဲပေါ့နော်အော်အေးနေရပဲကြောက်ထင်မှာမပဲလေးနောက်နေရမဟုတ်ဘူးနော်ဒီဆိုင်ကတကယ်ကိုကောင်းတာနေ့တိုင်းတော့စားနိုင်တယ်ညီမအုံးတီကိုပို့ကြိုက်တယ်။ခုနမေးကြည့်ရောလဲ customer တွေကအုံးတီကိုအကြိုက်များတယ်လို့ပြောတယ်။နောက်တစ်ခုကတော့ဒါတော့ durian cake လေးပါ။ထိုင်းတူရင်ဒီကောင်းကောင်းကိုအသားနှွင်ပြီးအနံ့မပါပဲတဘာဝအတိုင်းပြုတ်လုပ်ထားတဲ့ durian cake လေးဖြစ်ပါတယ်။ထိုင်းစာစစ်စစ်စားကြတယ်ဆိုလို့ရှင်ထိုင်းဆက်လက် logo ပါတဲ့စားတောက်ဆိုင်တွေကိုပဲရွေးပြီးရှာလိုက်နော်။ယုံလိုက်လုံးဝစိတ်မပြတ်စေရအောင်။ My Kitchen ဆိုင်လေးရဲ့လိပ်စာလေးကတော့ 4A1 ရွှေတောင်ကြား2လမ်းဗဟန်းမြို့နယ်ရန်ကုန်မြို့ဖြစ်ပါတယ်။ My Kitchen ဆိုင်က Junction Square မှာလည်းဆိုင်ခွဲအသစ်ထပ်ဖွင့်ထားပါသေးရဲ့နော်။ကိုနဲ့နေရဲ့ဆိုင်လေးကိုရွေးပြီးတော့သွားစားလို့ရပါတယ်နော်။တခါတလေဆိုင်သွားရမှာပြင်းတယ်ဆိုလို့ရှင်တော့ Delivery App ကနေပြီးတော့မှာစားလို့ရပါတယ်ရှင်။နောက်ထပ်သိရှိလိုတာနဲ့ဆိုင်ရဲ့ Facebook Page ကိုတော့ဒီ post ရဲ့ caption မှာပါတဲ့ link ကိုနှိပ်ပါ။သို့မဟုတ်ဒီမှာပါတဲ့ QR code ကို scan ဖတ်လိုက်ပါနော်။ဆိုင်ရအစားတောက်တွေကိုမြည်စမ်းပြီးတော့အိမ်မှာကိုယ်တိုင်ထိုင်းစားတောက်တွေကိုချက်ပြုတ်စားတောက်မယ်ဆိုရင်တော့ supermarket တွေမှာထိုင်းစားလက်ထုတ်ကိုတွေကိုရှာဖို့မမေ့နဲ့เนาะဒါကတော့စစ်မှန်တဲ့ထိုင်းရတာကိုရရှိဖို့အတွက်အဓိကတော့ချက်ပဲနောက်ဆိုရင်ထိုင်းစားစာကိုစားကျင်လာတဲ့ခါတိုင်း My Kitchen ကိုပဲပြန်လာတော့မယ်အားလုံးကျေးဇူးများတင်ပါတယ် bye bye